တိတ်ဆိတ်တဲ့ရွာငယ်လေးတစ်ခုမှာကိုအောင်ဆွဲလူအဲ့ရပေါ်မှာလဲနေရကိုတွေ့လိုက်ရပါတယ်ပြီးတော့အပြင်မှာသူ့နာမည်တယောက်ယောက်ကခေါ်နေလို့ခန်းစားလိုက်ရပါတယ်ပြီးတော့သူကိုအောင်လို့ကြားလိုက်ပါတယ်ပြီးတော့တယောက်ကအပြင်မှာသူ့တကားပေါက်ဖွင့်ပေးဖို့ပြောလိုက်ပါတယ်ပြီးတော့သူကလည်းကြက်တိုင်းထားကုန်ပါတယ်ပြီးတော့တယောက်ကပြင်မှာမင်းနိုးနေအောင်ကတိရလို့ပြောလိုက်ပါတယ်အဲ့လူကဘဒူမန်းဆိုတာလဲကိုအောင်မတိသေးပါဘူးပြီးတော့သူ့အိမ်ပတင်းပေါက်ကနေတကားထိပြေးတံအောင်ကြားလိုက်ရပါတယ်ပြီးတော့တကားပေါက်ကနေမင်းဘာလုံးကပတင်းပေါက်မဖွင့်ပေးရလဲဆိုတဲ့တန်နဲ့ကြားလိုက်ရပါတယ်ပြီးတော့လက်တဲကိုတကားနဲ့ချစ်နေတဲ့တန်ကိုကြားလိုက်ရပါတယ်ပြီးတော့ကိုအောင်ကရန်လဲလန့်လာပြီးသူ့အရာအောက်ကတနက်ကိုထုတ်လိုက်ပါတယ်ပြီးတော့တကားကိုချိန်ထားလိုက်ပါတယ်ပြီးတော့ကိုအောင်ကမင်းဝင်လာရင်ဝင်လာလိုက်စမ်းဆိုပြီးပြောလိုက်ပါတယ်ပြီးတော့အတန်ခဏရက်လာပြီးတော့တကားကိုဖွင့်သွားပါတယ်ပြီးတော့ကိုအောင်တကားကနေကြီးလိုက်တော့ဘယ်သူမှမရှိတော့ပါဘူးပြီးတော့အဲ့ချိန်မှာအဖြူရောင်ဝတ်စုံတဲ့လူတစ်ယောက်ကသူ့လက်တဲနဲ့ချစ်လိုက်ပါတယ်ပြီးတော့တပ်ပစ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့သူ့ရဲ့တနက်နဲ့ကတင်ပဲကြံခဲ့တော့ပါတယ်ဒီ story လေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye နောက်ဗီဒီယိုမှာဘာထပ်တင်ပေးရမလဲဆိုတာလည်းပြောလို့ရပါတယ်ဒါကြောင့် bye bye